တက်ရှင်၍ကောင်းမြတ်သောဘုရားသခင်၏မြတ်သောမဟာနာမအဖြစ်ရောက်ချင်းစီတိုင်းကို Diaconate Ministry ရဲ့ Sunday Sermon ကနေမင်္ဂလာပါ Shalom ပါဆိုပြီးတော့လိုက်လဲစွာကြိုဆိုနှုတ်ခွန်းဆက်တတ်တာဖြစ်ပါတယ်ဘုရားသခင်နှုတ်ကပတ်တော်ဒီအသက်ရှင်ပါတယ်တင်နဲ့ကျွန်ုပ်တို့အမြဲတမ်းလိုအပ်သောဝိညာဉ်အစာဖြစ်ပါတယ်ဒီနေ့မှာနှုတ်ကပတ်တော်အပြင်ရောက်ချင်းစီတိုင်းကိုဘုရားသခင်စကားပြောမယ်မျှော်လင့်ချက်တွေပေးမယ်เนาะကျွန်တော်တို့ဘုရားသခင်၌တာ၍တည်တံ့ခိုင်မြဲသောเนาะကျွန်တော်တို့ဆက်သွယ်မှုတွေဘုရားသခင်၌တာ၍ယုံကြည်ခြင်းတွေခိုင်ခန့်စေဖို့လို့ငါတရှင်တော်ဘုရားသခင်ရဲ့စကားတော်အပြင်ဝိညာဉ်တော်ရောက်ချင်းစီတိုင်းကိုတို့ထီလဲစကားပြောပါစေ Richard Pastor ကပြောဘူးတလဲဆိုရင်အကယ်၍တင့်မှာပိုင်ဆိုင်တဲ့ငွေရေးကြေးရေးတွေပစ္စည်းဥစ္စာတွေเนาะပျောက်ဆုံးသွားတယ်ဆိုရင်တင်မပူပါနဲ့တဲ့ဘာမှเนาะပျောက်ဆုံးခြင်းမရှိသေးပါဘူးတဲ့အကယ်၍တင်းရဲ့ကျမ်းမာရေးကချို့ယွင်းလာတယ်စေရီပါတောက်ရတယ်ခွဲစိတ်ခန်းတွေဝင်နေရပြီဆိုတော့ဒါတစုံတစ်ခုတော့เนาะတာမန်ထက်တော့ပို့သွားပြီเนาะခက်ခဲတဲ့အရာတွေစတင်ပြီးတော့ကြုံတွေ့လာရပြီလို့ပြောတယ်ဒါပေမဲ့အကယ်၍မျောလင့်ချက်ပျောက်ဆုံးသွားပြီဆိုရင်တော့ကျွန်တော်တို့အရာအားလုံးပျောက်ဆုံးသွားပါပြီဆိုပြီးတော့ပေါ်ပြလိုတာဖြစ်ပါတယ်ပိုင်ဆိုင်မှုတွေငွေရေးကြေးတွေအရေးမကြီးတာမဟုတ်ပါဘူးဒါပေမဲ့အရေးကြီးဆုံးကလူရဲ့ဘဝမှာเนาะကျွန်တော်အရေးကြီးဆုံးကမျောလင့်ချက်ဖြစ်ပါတယ်ဒါကြောင့်ကျွန်တော်မျောလင့်ခြင်းနဲ့အသက်ရှင်နေရတာဖြစ်ပါတယ်မျောလင့်ခြင်းမရှိတော့တဲ့အခါမှာအသက်ရှင်ခြင်းအတိတ်ပဲမရှိတော့ဘူးအသက်မရှင်ခြင်းတော့ဘူးဆိုတော့เนาะကျွန်တော်လက္ခဏာတွေเนาะကျွန်တော်တို့အသက်တာမှာလူဘဝကြီးမှာပတ်ဝန်းကျင်မှာမြင်တွေ့နေရသောအရာဖြစ်ပါတယ်ဒါကြောင့်เนาะကျွန်တော်သာသနာပလူဖြစ်ပါစေယုံကြည်သူများဖြစ်ပါစေကျွန်တော်ရဲ့အသက်တာမှာအရေးကြီးဆုံးကတော့မျှော်လင့်ချက် hope ဖြစ်ပါတယ်အဲ့ဒီမျှော်လင့်ချက်က wish ဆိုတဲ့ဆန္ဒတွေ desire တွေမဟုတ်ပါဘူးအဲ့ဒီမျှော်လင့်ချက်ကဘာလဲဆိုရင် a confidence expectation that God will fulfill his promise ဖယားခင်ဒီသူဂတိပေးထားသောအရာများကိုဧကံမှုချမလွဲเนาะဖြစ်လာမယ်ဆိုတာမျှော်လင့်ခြင်းဖြစ်ပါတယ်အာမင်ထိုမျှော်လင့်ခြင်းကိုအသက်တပံရရှိဖို့အသက်တပံဖယားခင်ကောင်းကြီးပေးပါစေเนาะဒီမျှော်လင့်ခြင်းရဲ့အနှစ်တိတ်ပဲကိုဟေဘရဲ7အငယ်1မှာလဲကျွန်တော်တို့မြင်တွေ့ရတာဖြစ်ပါတယ်ယုံကြည်ခြင်းမျှော်လင့်ခြင်းချစ်ခြင်းလုံးဝ tripod ဖြစ်ပါတယ်မျှော်လင့်ခြင်းကယုံကြည်ခြင်းကနေလာတဲ့အရာဖြစ်တယ်ဖယားခင်တည်ဟူသောချစ်ခြင်းမေတ္တာရှင်ကိုရရှိမှသာလျှင်ဒီအရာတွေကအတိတ်ပဲရှိလာတာဖြစ်ပါတယ်ဒါပေမဲ့တစ်ကော73မှာတော့ဖော်ပြထားပါတယ်မျောလင့်ခြင်းတွေယုံကြည်ခြင်းတွေတော့ကွယ်ပြောင်းမယ်တဲ့ဒါပေမဲ့ချစ်ခြင်းဒီစင်မြဲတည်မယ်လို့ပြောတာဖြစ်ပါတယ်မှန်ပါတယ်ကျွန်တော်ထာဝရကာလမှာထာဝရဘုရားနဲ့နေတဲ့အခါမှာတော့ကျွန်တော်ဘာမှမျောလင့်စရာတော့အကြောင်းမရှိတော့ဘူးဘာမှယုံကြည်စရာတော့အကြောင်းမရှိတော့ဘူးတကယ်ယုံကြည်မျောလင့်တဲ့သူကနော်ထာဝရဘုရားနဲ့ထာဝရနေထိုင်ရမှာဖြစ်တဲ့အတွက်ကြောင့်ဒီအရာတွေကိုပြောတာဖြစ်ပါတယ်ဒါကြောင့်ကျွန်တော်တို့ယခုအသက်ရှင်နေတဲ့ကာလမှာနော်ယုံကြည်ခြင်းမျှော်လင့်ခြင်းအင်မတန်မှအရေးကြီးတာဖြစ်ပါတယ်အသက်ရဲ့မီးစာဖြစ်ပါတယ်အသက်ရှင်ခြင်းရဲ့အတိတ်ပဲဖြစ်ပါတယ်ဒါကြောင့်ကျွန်တော်ဒီနေ့မှာမင်္ဂလာရှိသောမျှော်လင့်ခြင်းနော်ကျွန်တော်တို့ယုံကြည်သူတွေမျှော်လင့်တဲ့အရာကမင်္ဂလာရှိတယ်ကျွန်တော်ယုံကြည်သူတွေမျှော်လင့်တဲ့အရာကအတိတ်ပဲရှိတယ်ကျွန်တော်ယုံကြည်သူတွေမျှော်လင့်တဲ့အရာကတည်တံ့ခိုင်မြဲတယ်ဖယားသခင်ပြုသောအမှုပေါ်မှာဖြစ်သောကြောင့်เนาะကျွန်တော်တို့တေချာပေါက်ဖြစ်လာမယ်ဆိုတဲ့မျော်လင့်ခြင်းကိုစုပ်ကင်ထားသောသူတွေဖြစ်ကြပါတယ်မာတင်လူသာကတစ်ခေါက်ပြောတယ်လဲဆိုရင်ကဘာပေါ်မှာဖြစ်ပျက်နေသောအကြောင်းအရာတွေကိုလေ့လာတဲ့အခါမှာအကျိုးပြုသောအဆောက်အဦဖြစ်ဖြစ်လှုပ်ဆောင်မှုဖြစ်ဖြစ်ဒီအရာတွေကခိုင်မာသောမျော်လင့်ချက်ပေါ်မှာတည်ဆောက်ပြီးတော့လှုပ်ဆောင်ခဲ့တဲ့အရာတွေဖြစ်တယ်ဆိုပြီးတော့မာတင်လူသာကပေါ်ပြထားတာကိုကျွန်တော်တွေ့ရတာဖြစ်ပါတယ်မှန်ပါတယ်ကျွန်တော်တို့เนาะအသက်တာမှာမျော်လင့်ခြင်းထိုမျော်လင့်ခြင်းကကျွန်တော်ရဲ့အသက်တာကိုမောင်းနေတာဖြစ်ပါတယ်တခုတော့ရှိတယ်တင်ဘဲအရာပေါ်မှာမျော်လင့်ရင်ဆိုင်နေတယ်လေတင်းရဲ့မျော်လင့်ခြင်းเนาะတင်းရဲ့ဘဝကဘယ်အရာပေါ်မှာမူတည်နေတယ်လေဘယ်အရာပေါ်မှာကျွန်တော်တို့မျော်လင့်နေတယ်လေဆိုတဲ့အရာကိုဒီနေ့အနည်းငယ်เนาะကျွန်တော်လေ့လာသုံးသပ်ဆင်ခြင်နှလုံးသွင်းဖို့ရန်တက်ရောက်ချင်းစီတိုင်းကိုထပ်လောင်းပြီးတော့ဖိတ်ခေါ်လိုတာဖြစ်ပါတယ်ကျွန်တော်လူဘဝမှာယုံကြည်သူများပင်လျင်တခါတလေเนาะတခါတလေကျွန်တော်လူဘဝမှာဘာဖြစ်တယ်လဲဆိုရင်အစင်ပြေလာတဲ့ခါမှာကျွန်တော်နေ့ရက်စင်တိုင်းကတောက်ပလာတယ်မင်္ဂလာရှိလာတယ်เนาะမိသားစုများထဲမှာပင်လျင်เนาะစကားပြောရတာအစင်ပြေလာတယ်เนาะအနာဂတ်ကိုကြိုပြီးတော့တောင်ရောက်ချင်နေတယ်
မနဲ့ဖြန်ကိုတကယ်ကိုမအိပ်ဘဲနဲ့တောင်ကြော်လွန်ပြီးတော့ရောက်စေခြင်းနဲ့မဆောက်နိုင်တော့ဘူးနော်ဒါပေမဲ့ဒိုမျောလင်းချက်တွေကမေးမိန်လာတဲ့အခါအစင်မပြေလာတဲ့အခါမှာနော်ကျွန်တော်မနဲ့ဖြန်တိုင်းကကြောက်ရွံ့စရာကောင်းလာတယ်မနဲ့ဖြန်မှာဘလို့ရင်ဆိုင်ရမလဲမသိဘူးကျမ်းမာရေးကကျွန်တော်နောက်ရှက်လာတဲ့အခါအကျွေးတွေကပိလာတဲ့အခါမှာတော့မဟုတ်အစင်မပြေမှုတွေကကြိုဆိုလာတဲ့အခါမှာကျွန်တော်တို့မျောလင်းချက်တွေကမနဲ့ဖြန်တိုင်းကိုရင်ဆိုင်နိုင်ဖို့ရန်အတွက်အားအင်မလုံလောက်တော့ထို့အချိန်မှာကျွန်တော်ဘာစကားပြောတတ်တယ်လဲဖြစ်ပါစေတော့ဘယ်တတ်နိုင်မလဲနော်ကျွန်တော်နော်ဒီအကြောင်းအရာတွေကိုခဏခဏပြောတတ်ဆိုတတ်ကြပါတယ်ဒါကြောင့်ကျွန်တော်ရဲ့တက်တာကျွန်တော်မျောလင့်ခြင်းကရှင်သန်နေဖို့အင်မတန်မှအရေးကြီးပါတယ်ထိုမျောလင့်ခြင်းရှင်သန်မှုကနော်လူရဲ့ဆိုလို့ရှိရင်မျောလင့်ခြင်းရှိရမယ်ထိုမျောလင့်ခြင်းမင်္ဂလာရှိသောရှင်သန်သောမျောလင့်ခြင်းဖြစ်ဖို့ရန်အတွက်မိမိရဲ့ယက်တည်မှုလိုတာဖြစ်တယ်ထိုယက်တည်မှုအပေါ်မှာလှုပ်ဆောင်ခြင်းကစကားပြောမှာဖြစ်ပါတယ်ဒါကြောင့်ယက်တည်မှုနဲ့လှုပ်ဆောင်မှုဆိုတဲ့နှစ်ချက်လေးကိုကျွန်တော်ဒီနေ့မှာနော်ဆက်လက်ပြီးတော့အနေငယ်ဝင်ကလိုတာဖြစ်ပါတယ်လို့နော်ကျွန်တော်ယက်တည်မှုကဘယ်အပေါ်မှာယက်တည်တယ်လဲခုနကျွန်တော်ပြောသလိုကျွန်တော်ယက်တည်မှုကနော်ကျွန်တော်တည်င်ကအရာပေါ်မှာတော့မဟုတ်နော်ပြောင်းလဲပျက်စီးတတ်သောလူတွေပေါ်မှာတော့မဟုတ်နော်အာမခံချက်မပေးတော့ပိုင်ဆိုင်မှုအရာတွေပေါ်မှာဆိုရင်တော့ကျွန်တော်ရဲ့မျောလင်းချက်ကအချိန်အနည်းငယ်တွင်းမှာနော်ကျွန်တော်တို့ပျောက်ကွယ်ပျက်စီးသွားမှာဖြစ်ပါတယ်ကျွန်တော်နိုင်ငံကြီးတွေတစ်ချက်ကြည့်အောင် US တို့ကနေဒါတို့ကြည့်မယ်ဆိုရင်73မိနစ်မှာတယောက်က suicide လို့ခေါ်တဲ့မိမိကိုယ်မိမိတေချောင်းကြံကြတယ်လို့ပြောတာဖြစ်တယ်နော်ကဘာမှာနေခြင်းစရာကောင်းဆုံးလို့ခေါ်တဲ့နော်ဥရောပနိုင်ငံကြီးများမှာပင်လျင်နော်ကဘာမှာစစ်တမ်းကောက်ယူတဲ့အခါမှာနော်မိမိကိုယ်မိမိတေချောင်းကြံမှုက case ကအများဆုံးဖြစ်နေတယ်အိန္ဒိယတို့ဘာလို့ဆိုလဲနော်အများဆုံးထဲမှာပါတယ်ဒါကြောင့်ဒီအရာတွေကိုပြန်လဲပြီးတော့နော်လေ့လာသုံးသပ်တဲ့အခါမှာသူတို့ကပတ်စံမရှိလို့လားနေမကောင်းလို့လားမဟုတ်ဘူးဒါမှမဟုတ်သူတို့ကလူဆိုးဖြစ်နေလို့လားမဟုတ်လူဆိုးတွေကတော့မှမျောလင်းချက်အများကြီးရှိသေးတယ်နော်သူတို့လုံးဝ suicide ဖြစ်ဖို့နေတာနော်သူတို့မနေ့ဖြန်တိုင်းအတွက်မျောလင့်နေကြရစရာအများကြီးရှိသေးတယ်ဆိုပြီးတော့မဟုတ်တကယ်ပညာရှိကြီးတွေနော်တကယ်ကိုနာမင်ကျော်တဲ့လူတွေနော်တကယ်ကိုဥစ္စာဒနာကျွယ်ဝတဲ့လူတွေဖြစ်တယ် suicide ဖြစ်တဲ့လူတွေကလွန်ခဲ့တဲ့နေ့ကအဆိုတော်တယောက်ဆိုလဲဒီတိုင်းပဲအယမ်းနာမင်ကြီးတယ်နော်ကျွန်တော်တမိုင်းမှာကြည့်ရင်မြောက်များစွာသောသူတွေဖြစ်တယ်သူတို့ဘယ်ပေါ်မှာမျောလင့်ချင်းကဘယ်ပေါ်မှာရက်တည်တယ်လဲတိဆောက်တယ်လဲဆိုရင်နော်ကျွန်တော်တို့မျက်စိနဲ့မြင်လို့ရတဲ့ material ပေါ်မှာတိဆောက်တဲ့အခါမှာကြာလာတဲ့အခါမှာညှိငွေ့လာတယ်နော်နေ့ရက်စဉ်တိုင်းဒါတွေပဲကြော်ဖြတ်နေရဒါတွေပဲမြင်တွေ့နေရတယ်အသက်ဆန်းကိုမရှိတော့ဘူးဆိုပြီးတော့နော်မနေ့ဖြန်တိုင်းကိုရင်ဆိုင်ဖို့ရန်အတွက်ဖြစ်လာတယ်များသောအားဖြင့်တော့ depression လို့ခေါ်တဲ့စိတ်ကြယောဂစိတ်ကြဝေဒနာတွေကြောင့်နော်တနည်းအားဖြင့်ဆိုရင်မနေ့ဖြန်တိုင်းကဘာမှမျောလင်းချက်တွေမရှိတော့ဘူးဆိုပြီးတော့မိမိရဲ့အသက်ရှင်ခြင်းပင်လျင်အဆုံးတတ်ကြတာကမင်းမိန်နဲ့နော်မျောလင်းချက်ရှိလို့တော့မဟုတ်မတေချာတဲ့မျောလင်းချက်ဖြစ်လို့တော့မဟုတ်မယင်ဆိုင်ရဲသောကြောက်ရွံ့ချက်တွေရှိလို့ဖြစ်ပါတယ်ဒါကြောင့်အင်မတန်မှအရေးကြီးတဲ့အရာတစ်ခုကျွန်တော်ဘယ်ပေါ်မှာတင်တဲ့ကျွန်တော်ရဲ့မျောလင်းခြင်းဘယ်ပေါ်မှာရက်တည်တယ်လဲအကယ်၍တစုံတယောက်တော်သူခရစ်တော်ပေါ်မှာတင်းရဲ့မျောလင့်ခြင်းမရက်တည်ဘူးဆိုရင်တင်းရဲ့မျောလင့်ချက်ကနော်မင်္ဂလာမရှိပါဘူးနားလည်နိုင်ဖို့ဘုရားသခင်ရောက်ချင်းစီတိုင်းစကားပြောပါစေလူတိုင်းမှာတော့မျောလင့်ချက်ရှိကြတယ်ဘယ်ပေါ်မှာရက်တည်တယ်လဲနော်ခရစ်တော်ပေါ်မှာရက်တည်ရင်တော့ကျွန်တော်တို့မင်္ဂလာရှိတော့မျောလင့်ခြင်းဖြစ်တယ်ဆိုတဲ့အရာနဲ့နော်သူ့ရဲ့မျောလင့်ချက်မင်္ဂလာရှိသောမျောလင့်ချက်ရဲ့လှုပ်ဆောင်ချက်တွေကိုတိတုခန်းကြီးနဲ့အငယ်7ကနေ14မှာဖော်ပြထားတာကိုကျွန်တော်တွေ့ရပါတယ်အင်္ဂလိပ်လိုအဆင်ပြေအင်္ဂလိပ်လိုလည်းဖတ်ပေးပါမိမိရဲ့ဘာသာစကားနဲ့လည်းနော်ကျေးဇူးပြုတော့ဖတ်ပေးပါဒီကျမ်းချက်ကအင်မတန်မှလေးနဲ့တဲ့မိမိရဲ့တက်တာတယောက်ချင်းစီတိုင်းအတွက်မင်္ဂလာဖြစ်မဲ့နော်ဖခင်သခင်ရဲ့စကားတော်ဖြစ်ပါတယ်နှုတ်ကပတ်တော်ဖြစ်ပါတယ်ကျွန်တော် verse တစ်ခုဖတ်ချင်ပါတယ်အကြောင်းမူကမင်္ဂလာရှိသောမျောလင့်ရာကို၎င်းကြီးမြတ်သောဘုရားခင်တည်ဟူသောဆိုပြီးတော့ဆက်လက်ပြီးတော့အခန်းငယ်14ထိနော်ဖော်ပြသွားတာဖြစ်ပါတယ်ထိုမင်္ဂလာရှိသောမျောလင့်ချက်ကနော်ကျွန်တော်တို့ယက်တည်မှုကဖယားတခင်၌ရှိမှသာလျင်ဘာဖြစ်မလဲကျွန်တော်ယက်တည်မှုကမင်္ဂလာရှိမှာဖြစ်ပါတယ်โอเคတခုကြည့်အောင်ယုံကြည်ခြင်းအပြင်ကျွန်တော်ကယ်တင်ခြင်းကိုရရှိတာဖြစ်ပါတယ်
ကဲတင်ခြင်းထာဝရအသက်ကိုရရှိသောသူတိုင်းကထိုထာဝရဘုရားကိုမျှော်လင့်ခြင်းအပြင်အသက်ရှင်သောကြောင့်ဗာမျှော်လင့်တယ်လဲဆိုတော့ကျွန်တော်ခဏလေးပြောမယ်ထိုမျှော်လင့်ခြင်းအပြင်အသက်ရှင်သောကြောင့်ကျွန်တော်တို့ရဲ့မျှော်လင့်ခြင်းကမင်္ဂလာရှိတယ်နော်ကျွန်တော်အများကြီးပြောသွားပြီးပြီမျောလင့်ခြင်းမှာအမင်္ဂလာဖြစ်တဲ့အရာတွေမျောလင့်တဲ့အတိုင်းဖြစ်မလာတဲ့အခါမှာဆုံးရှုံးမှုတွေနဲ့လက်မြောက်အရှုံးပေးရတာနဲ့နော်ကျွန်တော် depression တွေဖြစ်လာတယ်ဆိုတော့ကျွန်တော်အများကြီးပြောသွားပြီးပြီနော်ဒါကြောင့်မင်္ဂလာရှိသောမျောလင့်ခြင်းကခရစ်တော်၌တည်သောမျောလင့်ခြင်းဖြစ်တဲ့နော်ယေရှုတော်ကြောင့်ကယ်တင်ခြင်းခံရသောသူများအပေါ်မှာနော်မြင်တွေ့ရတာဖြစ်ပါတယ်လို့အာမင်အရောက်ချင်းစီတိုင်းကိုဘုရားသခင်အသက်တပံစကားပြောပါစေဒါကြောင့်ကျွန်တော်ရဲ့တက်တာမှာနော်ကျွန်တော်ပိုင်ဆိုင်မှုတွေပေါ်မှာကျမ်းမာရေးပေါ်မှာစီးပွားရေးတွေပေါ်မှာနိုင်ငံရေးတွေပေါ်မှာမိမိရဲ့မျှော်လင့်ချက်ကိုထားမိမယ်ဆိုရင်နော်အချိန်မရွေးပြောင်းလဲပျက်စီးသွားနိုင်တဲ့အရာဖြစ်တဲ့အတွက်ကြောင့်ကျွန်တော်တို့ရဲ့ငြိမ်သက်ခြင်းခိုးယူသွားနိုင်တယ်ကျွန်တော်တို့ရဲ့မနှက်ဖြန်တိုင်းအတွက်မျှော်လင့်ခြင်းတွေနော်ဆုပ်ယုပ်သွားနိုင်တယ်နော်တည်ငါရက်တက်မှုတွေဖြစ်သွားနိုင်တာဖြစ်ပါတယ်ဒါကြောင့်ကျွန်တော်တို့ခရစ်တော်၌အမြဲတမ်းတက်လွင်သောမျှော်လင့်ခြင်းရောင်ချီအာမင်ခရစ်တော်၌တာ၍မျှော်လင့်ခြင်းနဲ့ခရစ်တော်အားဖြင့်ကျွန်တော်လေဟုန်စီးမဲ့အရာတွေခရစ်တော်အားဖြင့်ကျွန်တော်ရင်ဆိုင်ကြော်ဖြတ်နိုင်မဲ့အရာတွေထိုမျှော်လင့်ခြင်းရောင်ချီတန်းဖို့လုံးကဘုရားသခင်ကောင်းကြီးပေးပါစေဒါကြောင့်မင်္ဂလာရှိသောမျှော်လင့်ခြင်းဆိုတာကเนาะကျွန်တော်အတိတ်မှာခရစ်တော်ရဲ့အသေးခံခြင်းနဲ့ရှင်ပြန်ထမြောက်ခြင်းရှိခဲ့တယ်ယခုပြစ္ဆုတ်ပါမှာခရစ်တော်ဒီအသက်ရှင်တယ်เนาะတင်နဲ့ကျွန်ုပ်ကိုအမြဲတမ်းစကားပြောနေတယ်တင်နဲ့ကျွန်ုပ်ကိုเนาะနဲ့အတူအမြဲတမ်းပါရှိနေတယ်တည်ရှိနေတယ်ဘယ်တော့မှမစွန့်ဘူးယနေ့เนาะကျွန်တော် present မှာเนาะ future မှာယေရှုခရစ်ပြန်လာအောင်မယ်ယုံကြည်သူတွေကိုသိမ်းဆည်းအောင်မယ်အာမင်ကျွန်တော်ထာဝရဖယားခင်နဲ့အတူစိုးစံရမယ်ဆိုတဲ့အရာတွေကိုကျွန်တော်တို့ယုံကြည်ခြင်းအပြင်ဒီယုံကြည်ခြင်းကเนาะအင်မတန်မှမင်္ဂလာရှိတဲ့မျှော်လင့်ခြင်းကိုဖြစ်စေတာဖြစ်ပါတယ်တစုံတစ်ခုက6လို့ကျွန်တော်ကြောက်ရတဲ့เนาะကျွန်တော်တို့မနေ့ပြန်တိုင်းကိုရင်ဆိုင်ရတာမဟုတ်ဘူးထိုဖယားခင်ဒီကျွန်တော်နဲ့အတူအသက်ရှင်နေဆိုတဲ့เนาะယုံကြည်ခြင်းကကျွန်တော်မနေ့ပြန်တိုင်းကိုရင်ဆိုင်ကြော်လွှားနိုင်တာဖြစ်ပါတယ် Fanny Cosbin လို့ခေါ်တဲ့เนาะကျွန်တော်မျက်မမြင်တဲ့သူတယောက်ဖြစ်တယ်အမျိုးသမီးဖြစ်တယ်သူကဘာပြောတယ်လဲဆိုရင်ကျွန်တော်ဘာပဲကျွန်တော်ရဲ့တက်တာမှာဘာပဲရင်ဆိုင်ရဖယားတခင်အကောင်းဆုံးပြင်ဆင်နေတယ်အကောင်းဆုံးကြံစည်နေတယ်ဆိုတာကျွန်တော်ယုံကြည်ပါတယ်တဲ့တကယ်တော့သူကနော်မျက်မမြင်တယောက်ဖြစ်တယ်မျက်မမြင်တယောက်ဖြစ်တယ်ဖယားကိုသိချစ်တယ်ဖယားကိုသိယုံကြည်တယ်သူ့ဘဝမှာရင်ဆိုင်ကြော်လွှားတဲ့မျက်မမြင်အမျိုးသမီးဖြစ်တဲ့အတွက်ကြောင့်ဘဝကြီးကိုเนาะတကယ်ကိုခါးသီးစရာဖြစ်တယ်ရင်ဆိုင်ကြော်လွှားတဲ့အခါမှာအမျိုးမျိုးသောခက်ခဲပြဿနာတွေရင်ဆိုင်ကြုံတွေ့ရမှာဖြစ်တယ်သို့တော်ဘုရားသခင်ကိုယုံကြည်ခြင်းအပြင်ခရစ်တော်၌သူ့ရဲ့မျှော်လင့်ခြင်းတွေအမြဲတမ်းတက်လွင်တောက်ပနေတဲ့အခါမှာသူပြောနိုင်တဲ့စကားအင်မတန်မှမင်္ဂလာရှိတယ်ကျွန်တော်ဘာပဲရင်ဆိုင်ရဘုရားသခင်ကျွန်တော်တို့အကောင်းဆုံးကြံစည်တယ်အကောင်းဆုံးပြင်ဆင်တယ်ဘုရားသခင်ကျွန်တော်နဲ့သူပါရှိတယ်ဆိုတော့မျှော်လင့်ခြင်းနဲ့သူနေ့ရက်စဉ်တိုင်းတက်ရှင်တဲ့အခါမှာကျွန်တော်တို့တခြင်းworship တခြင်းတွေ praise တခြင်းတွေအပုတ်ပေါင်း1000ကျော်him လို့ခေါ်တဲ့ဓမ္မတခြင်းအပုတ်ပေါင်း1000ကျော်သူရေးဆက်တည်ကုန်းခဲ့တယ်အပတ်စဉ်တိုင်းတင်းတော်မြောက်များဆိုတာယနေ့ချိန်ထိတည်ဆူချီးမွမ်းတဲ့တကယ်ကိုအသက်ရှင်တဲ့ဘုရားခင်နှုတ်ကပတ်တော်ကိုအခြေပြုထားပြီးရေးသားထားသောတခြင်းအပြင်တက်တည်ထူနေတယ်ဆိုတော့ကျွန်တော်တို့မြင်တွေ့ရတာဖြစ်ပါတယ်အာမင်ဒါကြောင့်ကျွန်တော်တို့အသက်တာမှာအသက်တာမှာတို့မျော်လင့်ခြင်းကခရစ်တော်၌ရှိတဲ့အခါမှာကိုယ့်ရဲ့တတ်နိုင်ခြင်းမဟုတ်ကိုယ့်ရဲ့ပိုင်ဆိုင်ခြင်းတွေမဟုတ်ခရစ်တော်ပြုခဲ့သောအမှုခရစ်တော်ပြုအောင်မဲ့အမှုတွေမှာမျော်လင့်ခြင်းကအင်မတန်မှမင်္ဂလာရှိတာဖြစ်ပါတယ်ထို့သောမျော်လင့်ခြင်းကရှိတဲ့အခါမှာကျွန်တော်မျော်လင့်ခြင်းကခရစ်တော်၌တည်တဲ့အခါမှာကျွန်တော်ရဲ့လှုပ်ဆောင်ခြင်းတွေကလည်းပဲအင်မတန်မှထူးခြားလာမှာဖြစ်ပါတယ်အာမင်အငယ်73 14ကိုယေရှုပြုပြီးတော့ဖတ်ခြင်းနဲ့အဲ့ဒီမှာဘာပြောထားတယ်လဲဆိုရင်ကျွန်တော်မင်္ဂလာရှိသောမျော်လင့်ခြင်းအပြင်အသက်ရှင်သောသူတယောက်ချင်းစီတိုင်းဒီတဲ့ခရစ်တော်ကြွလာမဲ့အရာကိုထိုင်ဆောင်နေတဲ့ပုံစံမျိုးမဟုတ်ဘဲနဲ့ဖယားတခင်ဘုန်းတော်ထင်ရှားဖို့လို့ငါအာမင်ဖယားတခင်ရဲ့ဘုန်းတော်ထင်ရှားဖို့လို့ငါနေ့ရက်စဉ်တိုင်းမှာကျွန်တော်တို့ပြုမှုကျင့်ကြံတွာလာရမှာဖြစ်ပါတယ်အငယ်73မှာဖော်ပြတာကောင်းသောအကျင့်ဘက်၌စိတ်အားကြီးတယ်တဲ့
နော်တကယ်ကိုမင်္ဂလာရှိသောအရာဖြစ်ပါတယ်နော်မင်္ဂလာရှိသောမျောလင့်ခြင်းကိုပိုင်ဆိုင်ထားတဲ့သူတယောက်အနေနဲ့နေ့ရက်စဉ်တိုင်းမှာကိုမျောလင့်တဲ့အရာမရောက်လာတိတိုင်အောင်နော်ခရစ်တော်ဒုတိယချိန်မှာကြွလာတိတိုင်အောင်မိမိရဲ့အသက်ရှင်တဲ့ကာလပတ်လုံးဘာလုပ်ရမလဲကောင်းသောပြုမှုဆောင်ရွက်ခြင်းကိုနော်စိတ်အားကြီးရမယ်တဲ့စိတ်အားကြီးရမယ်ရှင်ပေါလုကသူဖះကိုမသိခင်မှာဖះနဲ့ယေရှုခရစ်တော်နဲ့မတွေ့ခင်မှာသူအယမ်းစိတ်အားကြီးတာခရိယန်တွေကိုတပ်ဖြတ်ပျက်စီး၆လန့်နော်ရိုက်ထုတ်ဖို့ဖြစ်တယ်နော်ဒါပေမဲ့ခရစ်တော်နဲ့တွေ့ပြီးတဲ့နောက်ပိုင်းမှာသူ့ရဲ့စိတ်အားကြီးတာကခရစ်တော်အတွက်ဖြစ်လာတယ်နော်ခရစ်တော်နဲ့ပတ်သက်တဲ့သူကိုသူချိန်မုန်းခဲ့တယ်ခရစ်တော်နဲ့တွေ့ပြီးတဲ့အခါမှာခရစ်တော်အတွက်ဖြစ်လာတယ်အာမင်ကယ်တင်ခြင်းကိုဝေငှတော်သူဖြစ်လာတယ်မြောက်များစွာသောသူတဲ့နော်အလင်းကိုတည်ဆောင်တော်သူဖြစ်လာတယ်ထိုနည်း၎င်းပဲတင်းနဲ့ကျွန်တော်ရဲ့တက်တာမှာကြုံတွေ့လာရသောအရာတွေကြောင့်နော်ကျွန်တော်တို့ရဲ့မျောလင့်ခြင်းတွေပျက်စီးသွားဖို့ရင်းရိုင်သွားဖို့မဟုတ်ဘဲနဲ့အာမင်ကောင်းသောလှုပ်ဆောင်ခြင်းကိုလှုပ်ဆောင်ခြင်းအပြင်စိတ်အားကြီးဖို့ရန်အတွက်အင်မတန်မှအရေးကြီးပါတယ်အထူးသဖြင့်ဘာတွေဖယ်ရှားရမလဲဆိုရင်ဖျားမဲ့ဆိုတာတရှင်ခြင်းဖျားမဲ့ပြုတ်ခြင်းတွေလောကီတတ်မဲ့ခြင်းတွေကိုရှောင်ဖို့ရန်အတွက်နှုတ်ကပတ်တော်ကအတိလင်းပေါ်ပြထားတာဖြစ်ပါတယ်73-14မှာဖြစ်ပါတယ်เนาะဒီအရာတွေကိုဖယ်ရှားပြီးတော့ကျွန်တော်တို့အင်္ဂရိဆောင်ခြင်းတရားတစ်ဖြင့်ကျင့်ခြင်းနဲ့တရားတော်၌မွေ့လျော်ခြင်းကเนาะကျွန်တော်တို့ပြုမှုဆောင်ရွက်ရမယ့်အရာတွေဖြစ်ပါတယ်ထိုအရာတွေကလူတိုင်းလုပ်လို့မရဘူးအာမင်ခရစ်တော်၌เนาะအတ္တပံမွေးဖွားလျက်မင်္ဂလာရှိသောမျောလင့်ခြင်းနဲ့အသက်ရှင်တဲ့လူတွေပေါ်မှာပဲမြင်တွေ့ရမယ့်သူဖြစ်ပါတယ်ဒါကြောင့်အကယ်၍မိတ်ဆွေတင်မှာမင်္ဂလာရှိသောမျောလင့်ခြင်းမရှိသေးဘူးငါရဲ့မျောလင့်ခြင်းကဘာမှမသိဘူးเนาะဇဝေဇဝါဖြစ်နေတယ်ဆိုရင်ဒီချိန်ကအကောင်းဆုံးသောချိန်ဖြစ်ပါတယ်ခရစ်တော်ကတင့်ကိုတိတ်ချစ်တာဖြစ်တယ်တင့်ကိုရွေးနှုတ်ကယ်တင်ခဲ့တာဖြစ်ပါတယ်ကိုဖြစ်ကိုခံဖြစ်တယ်ကျွန်တော်တို့เนาะအပြစ်ကြောင့်ကျွန်တော်တို့ငရဲသွားမှာဖြစ်တယ်ဒါဘာသာတရားတုံတင်ချက်ဒါပေမဲ့ခရစ်တော်ကတင်အပြစ်တွေကျွန်ုပ်ခံမယ်ငါခံပေးမယ်ဆိုပြီးတော့ဖခင်သခင်ရဲ့ချစ်ချင်းမေတ္တာနဲ့စေလွတ်ခံရတော့เนาะပြီးမြောက်သောအလုပ်ကိုလှုပ်ဆောင်ခဲ့တော့သခင်ယေရှုကိုယုံကြည်လက်ခံတဲ့ချိန်ကနေစပြီးတော့တင်ဒီเนาะမင်္ဂလာရှိသောမျောလင့်ခြင်းမျောလင့်ချက်ကိုပိုင်ဆိုင်တဲ့သူဖြစ်တာဆိုတာကိုကျွန်တော်တို့ဒီနေ့အသက်တဖန်ပြန်လဲပြီးတော့เนาะချစ်ချင်းမေတ္တာပြည့်နဲ့ဝေငှလိုတာဖြစ်ပါတယ်ဒါကြောင့်ကျွန်တော်မင်္ဂလာရှိတဲ့မျောလင့်ခြင်းနဲ့เนาะအသက်ရှင်လာတဲ့အခါမှာအင်မတန်မှပေါ့ပါလာမယ်နေရစင်တိုင်းကမင်္ဂလာရှိလာမယ်မြင်သမျှကြားသမျှကเนาะလူအနေနဲ့ကြောက်လန့်စေရเนาะအမင်္ဂလာတွေဖြစ်နေပေမဲ့အထဲကငြိမ်သက်ခြင်းကเนาะကျွန်တော်မြင်သမျှတွေ့ရှိသမျှတွေကเนาะမင်္ဂလာရှိလာမယ်ကျွန်တော်မနေ့ပြန်တိုင်းကမင်္ဂလာရှိလာမယ်ဘာဖြစ်လို့လဲဆိုတော့ဖယားအတူပါရှိလို့ဖြစ်တယ်ဘာဖြစ်လို့လဲဆိုတော့ဖယားတခင်ရဲ့ဘုန်းတော်အတွက်အသက်ရှင်လို့ဖြစ်ပါတယ်ဒါကြောင့်ချစ်တော်ရောက်စီတိုင်းเนาะတင်ဘလောက်ရှိတယ်လဲဆိုတာထက်တင်ဘလောက်အမှုတော်အတွက်เนาะဖယားရဲ့ဘုန်းတော်အတွက်တုံးတယ်လဲဆိုတာပို့ပြီးတော့အထိပ္ပယ်ရှိမယ်ဆိုတာကျွန်တော်တတိချက်စေချင်ပါတယ်တင်ဘလောက်တော်တယ်တတ်တယ်ဆိုတာထက်เนาะဖယားတခင်ရဲ့ခန္ဓာကိုယ်တည်ဟူသောယုံကြည်သူများတဲ့တင်ဘလောက်เนาะပေးဆက်ခဲ့တယ်လေเนาะဘလောက်ကိုယ်ဤဆောင်မှချင်းနှုတ်ဤဆောင်မှချင်းပါဝင်ဝေငှခဲ့တယ်လေဆိုတာကပို၍เนาะဘုရားသခင်ကြည်ရှုနေတယ်ဆိုတာကျွန်တော်မမေ့ဖို့ရန်တိတ်အမတာမှရေးကြည့်ပါတယ်တင်ဘလောက်ဉာဏ်ပညာတက်ပြီးတော့เนาะတင်ဘလောက်ဒီဂရီတွေဘလောက်ပိုင်ဆိုင်တယ်လဲဆိုတာထက်ဘဏ္ဍဦးကိုတင်ရတဲ့เนาะပညာနဲ့အထူးသဖြင့်ဓမ္မပညာနဲ့လက်ဆင့်ကမ်းပြီးတော့ဝေငှပါဝင်တက်ထေကံတယ်လဲဆိုတာကတာ၍အရေးကြီးမှာဖြစ်ပါတယ်ဒါကြောင့်လူဘဝမှာခဏသက်ရှင်တဲ့ချိန်မှာမင်္ဂလာရှိသောမျောလင့်ခြင်းကိုပိုင်ဆိုင်ထားသောသူဖြစ်သည့်အားလျော်စွာကျွန်တော်တို့မိသားစုအတွက်အသင်းတော်အတွက်အာမင်ရက်ွက်အတွက်မြောက်များစွာသောသူတွေအတွက်မင်္ဂလာရှိသောเนาะလှုပ်ဆောင်ခြင်းများလှုပ်ဆောင်နိုင်ဖို့ဘုရားသခင်ကောင်းကြီးပေးပါစေကောင်းသောလှုပ်ဆောင်ခြင်းပေးဆက်ခြင်းဆုတောင်းခြင်းเนาะပါဝင်ခြင်းတွေမှာစိတ်အားကြီးသောသူများဖြစ်ကြပါစေအာမင်ကျွန်တော်စကားပုံတစ်ခုရှိပါတယ် nothing is hopeless than false hope เนาะ hopeless လုံးဝမျောလင့်ခြင်းမဲ့တယ်ဆိုတာကလေမာယွန်းသောမျောလင့်ခြင်းကိုเนาะယုံစားမိတဲ့လူလောက်မျောလင့်ရမဲ့တဲ့လူတယောက်မှမရှိဘူးတဲ့နည်းနည်းရှုပ်ထွေးသွားသလားမသိဘူးเนาะလူငယ်တွေလည်းနားထောင်နေရင်
ဥမာတစ်ခုချစ်ချင်းမေတ္တာနဲ့ပြောရမယ်ဆိုရင်နော်ချစ်ကြိုက်ကြတလူလူနဲ့တယောက်ကမျောလင်းချင်းပေးမယ်ချစ်တလူလူနဲ့နေမယ်တယောက်ကအယမ်းကိုကြွေသွားမယ်ဒါပေမဲ့ဟိုတယောက်ကတကယ်ကိုမချစ်ဘူးတိုးတော့နော်ရေလိုက်ငါးလိုက်လို့ပေးလိုက်တယ်ပေါ့ဆိုတော့တယောက်ကအယမ်းချစ်တယ်လို့ထင်လိုက်တဲ့အခါမှာတနေ့ကျတော့အဖြေပေါ်လာတဲ့အခါမှာကြေကွဲဝမ်းနေရတယ်သူ့ရဲ့မျောလင်းချက်ကနော်တကယ်မာယွန်းတဲ့မျောလင်းချက်တစ်ခုနော်ဖြစ်သွားတဲ့အခါမှာအရေးကြုံလာတဲ့အခါမှာဘာဖြစ်တယ်လဲကြေကွဲစရာဝမ်းနေစရာနဲ့ဇလန်သိမ့်ရတတ်တယ်ဒါကြောင့်ကျွန်တော်နေ့ရက်စဉ်တိုင်းမျောလင်းခြင်းကနော်တစုံတယောက်ရဲ့အပေါ်မှာတစုံတယောက်ရဲ့လှုပ်ဆောင်ချက်အပေါ်မှာတစုံတယောက်ရဲ့နော် bank account ပေါ်မှာဆိုရင်ကျွန်တော်တို့နော် false hope ဖြစ်သွားနိုင်ပါတယ်ဒါကြောင့်မိမိရဲ့မျှော်လင့်ခြင်းဒီခရစ်တော်၌တာဖြစ်ပါစေခရစ်တော်အတွက်တာဖြစ်ပါစေအာမင်ခရစ်တော်ဒီတနေ့ပြန်လာမယ်ငါ့ကိုတင်းစီမယ်လောကကိုငါတို့ခဏအလဲလာတာဖြစ်ပါတယ်အာမင်အလဲလာတဲ့အချိန်မှာဘုရားကိုကျွန်တော်တွေ့ရှိသွားတယ်ငါတို့ဘုရားကိုယုံကြည်ခွင့်ရတယ်နော်ဒါကြောင့်မနေ့ဖြန်တိုင်းကိုကျွန်တော်တို့ထိုဘုရားသခင်နဲ့ရင်ဆိုင်ကြော်လွှားရတာလောက်မင်္ဂလာရှိသောအရာမရှိဘူးနော်လောကမှာတကယ်ကိုအောင်မြင်တဲ့သူကြွယ်ဝတဲ့သူချမ်းသာတဲ့သူဆိုတဲ့နော်ပုဂ္ဂိုလ်တွေဒီခရစ်တော်ကိုယတော်သူတွေဖြစ်တယ်ကျွန်တော်အောင်မြင်ခြင်းကိုဒီဂရီအမျိုးမျိုးနဲ့တိုင်းတာကြတယ်ကြွယ်ဝခြင်းကိုပိုင်ဆိုင်မှုတွေနဲ့ကျွန်တော်တိုင်းတာကြတယ်နော်celebrity ဖြစ်မှုကို follower တွေနဲ့တိုင်းတာကြတယ်မဟုတ်ဘူးအဲ့ဒါတွေကနော်အဲ့ဒါတွေကအမျိုးမျိုးအဖုံဖြစ်သွားနိုင်တယ်ယနေ့အောင်မြင်ခြင်းကနောက်နေ့မှာကြီးကျယ်အရှက်ကွဲစရာလည်းဖြစ်သွားနိုင်တယ်လောကကြီးမှာဒါပေမဲ့ခရစ်တော်ကိုရရှိနေခြင်းကခရစ်တော်နဲ့အတူရှိနေခြင်းကကျွန်တော်ရဲ့အောင်မြင်ခြင်းဖြစ်တယ်ကျွန်တော်ရဲ့ကြွယ်ဝခြင်းဖြစ်တယ်မင်္ဂလာရှိတော်သူဖြစ်စေတာဖြစ်ပါတယ်လို့အာမင်ဒါကြောင့်ထိုခရစ်တော်နဲ့အတူယုံကြည်ခြင်းအပြင်နေ့ရက်စဉ်တိုင်းမှာခရစ်တော်ကဲ့သို့ဖြစ်ဖို့အင်မတန်မှအရေးကြီးပါတယ်အယံနာမင်ကြီးတဲ့လူတယောက်နဲ့တူလာတဲ့ခါမှာသူတော်နာမင်ကြီးလာတယ်เนาะသူ့ကိုယ်တော်လူတွေစိတ်ဝင်စားလာတယ်ထိုနည်း၎င်းပဲကျွန်တော်ယုံကြည်သူများခရစ်တော်ကဲ့သို့ပြုမှုကျင့်ကြံသက်ရှင်နေထိုင်လာတဲ့ခါမှာလူတွေတက်မင်္ဂလာဖြစ်လာမယ်အာမင်လူတွေတိတ်ချစ်မြတ်နိုးတော်သူဖြစ်လာမယ်ဆိုတာကျွန်တော်မြင်တွေ့ရတယ်ဒါကြောင့်ဒီစကားလုံးနဲ့ကျွန်တော်အဆုံးသတ်နှုတ်ခွန်းဆက်တတ်ပါရစေ because he lives I can face tomorrow ဒါကြောင့်ကျွန်တော်မနေ့ဖြန်ကလုံးဝမတိချဘူးမနေ့ဖြန်ကိုကျွန်တော်ရင်ဆိုင်ပို့ရတဲ့เนาะကျွန်တော်အခက်ခဲရှိနိုင်တဲ့လူတွေရှိနိုင်တယ်မနေ့ဖြန်ကိုကြောက်လန့်နေရတဲ့အရာတွေဖြစ်နိုင်တယ်တင်းရဲ့ကျမ်းမာရေးဖြစ်နိုင်တယ်เนาะတင်းရဲ့ဘဝတက်လန်းအတွက်လည်းဖြစ်နိုင်တယ်ငွေကြေးလည်းဖြစ်နိုင်တယ်ဒီအရာတွေကကျွန်တော်တို့ကြောက်ရွံ့စရာမလိုဘူးတင်မနေ့ဖြန်ကဘာရင်ဆိုင်ရမလဲဆိုတာထက်မနေ့ဖြန်ကိုတင်ဘာနဲ့ရင်ဆိုင်မလဲဘသူနဲ့ရင်ဆိုင်မလဲဆိုတာဒါရွေးအရေးကြီးတာဖြစ်ပါတယ်ကောင်းကင်နဲ့မြေကြီးကိုဖြစ်စေဆိုတဲ့နှုတ်တော်ထွက်စကားနဲ့ဖန်ဆင်းခဲ့တဲ့ဘုရားတင်နဲ့ကျွန်ုပ်ရှိနေမှာတော့မနေ့ဖြန်တိုင်းကเนาะကျွန်တော်တို့ရင်ဆိုင်ကြော်လွှားနိုင်ဖို့ရန်အတွက်မင်္ဂလာရှိသောမျှော်လင့်ချက်ရှိတာဖြစ်ပါတယ်တို့ဘုရားခင်ကပြန်လဲသိမ်းစီးမှာဖြစ်ပါတယ်လို့အာမင်မင်္ဂလာရှိသောမျှော်လင့်ခြင်းနဲ့နေ့ရက်စဉ်တိုင်းကိုအသက်ရှင်လျက်ကြော်လွှားဖြတ်တန်းသောသူများဖြစ်ဖို့ရန်ရောက်ချင်းစီတိုင်းကိုဘုရားခင်အသက်တပံကောင်းချီးပေးပါစေအာမင်